ရိုမဲမောင်ဂိုမရီဟစ်တလာနဲ့ပတ်တွန်းတို့အားလုံးဟာနပိုလီယံအပေါ်ကိုအလွန်မင်းဆွဲလန်းယူသွခဲ့ကြတဲ့သူတွေဖြစ်ပါတယ်နပိုလီယံစစ်ပွဲတွေပြီးဆုံးခဲ့တာနှစ်ပေါင်း200ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့လေဒီနေ့ကစစ်ဘက်ခေါင်းဆောင်တွေဟာသူ့ရဲ့စစ်စင်ရေးတွေကိုအသေးစိတ်လေ့လာနေကြသေးပါဒါဆိုရင်နပိုလီယံဟာဘလို့ကြောင့်ဒီလောက်ထိဂန္ဓဝင်မြောက်ခဲ့ပြီးယနေ့ထက်တိုင်စစ်တပ်ကသူတွေမှာသင်ခန်းစာဖြစ်လေ့လာနေရတာလေဒီဗီဒီယိုမှာတော့နပိုလီယံရဲ့ပြိုင်ဘက်ကင်းတဲ့စစ်ဗျူဟာမြောက်စစ်ရေးလက်ကွက်3ခုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သူ့ရဲ့ထက်မြက်လာတဲ့စစ်ဦးစီးညံဟာခေတ်သစ်စစ်ဗျူဟာတွေကိုဘလို့ပုံဖော်ပေးခဲ့တယ်ဆိုတာကိုမြင်တွေ့ရမှာပါကျွန်တော်တို့စစ်ရေးနဲ့ပတ်သက်လို့ရှိရင်စတင်ပြောပြလို့ရတဲ့ကမ္ဘာပေါ်မှာတိုက်ပွဲတွေအများကြီးရှိခဲ့ပေမဲ့လည်းဒီ channel ကိုပထမဆုံးမိတ်ဆက်တဲ့အနေနဲ့ကျွန်တော်ကတော့မော်ဒီနိုစစ်စင်ရေးကိုရွေးချယ်ပေးထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီစစ်စင်ရေးဟာနပိုလီယံကိုအထူးတလဲကြောက်ရွံ့ရိုသေရမယ်စစ်တေနာပရိတအုပ်ဖြစ်ကိုစတင်သက်တည်ပြခဲ့တဲ့နေရာဖြစ်နေလို့ပါ။ဒီစစ်စင်ရေးရဲ့နောက်ခံသမိုင်းကိုအချင်းချုပ်ပြောပြရရင်1985ခုနှစ်မှာပါရီမြို့ကတော်ဝင်အုပ်စုရဲ့ပုံကံမှုကိုနပိုလီယံကပြက်ပြက်သားသားနှိမ်နင်းပေးခဲ့ပြီးတဲ့နောက်သူဟာပထမမဟာမိတ်စစ်ပွဲမှာဗိုလ်ချုပ်ဖြစ်ယာရူးတိုးမြင့်ခြင်းကိုခံခဲ့ရပြီးတော့အီတလီအခြေစိုက်ပြင်သစ်တပ်မတော်ကိုကုတ်ကဲခွင့်ရရှိခဲ့ပါတယ်။အဲဒီအချိန်တုန်းကအီတလီမှာပြင်သစ်တပ်အင်အားက3800လောက်ခန့်ရှိပြီးတော့သူ့ရဲ့ပြိုင်ဘက်တွေကတော့ပီမော့တပ်နဲ့ဩစတြေးလျတပ်ဆိုပြီးတော့တီးခြားတပ်မတော်2ခုဖြစ်ပါတယ်။ပီမော့တပ်မှာအင်အား2000ခွဲခန့်ရှိပြီးဩစတြေးလျတပ်မှာတော့3000ခန့်ရှိပါတယ်။ပီမော့တပ်တွေဟာမီလီစီမိုရှိကခံတပ်တွေနဲ့အတူစီဘာပန်ဝင်းကျင်မှာအခြေစိုက်ထားပြီးတော့ဩစတြေးလျတပ်တွေကတော့မွန်တီနော့နဲ့ဂျီနိုအာရှိကခံတပ်တွေနဲ့အတူအာကွီယနီမှာရှိနေခဲ့ကြတာပါနပိုလီယံကတော့သူ့ရဲ့တပ်တွေကိုစာဘိုနာဝင်းကျင်မှာစုစည်းထားပါတယ်တီးခြားစီကြည့်မယ်ဆိုရင်တော့နပိုလီယံကရန်သူတပ်ဖွဲ့2ဖွဲ့လုံးထက်အင်အားတာပေမဲ့တကယ်လို့သူတို့2ဖွဲ့သာပူးပေါင်းမိသွားရင်တော့ပြင်သစ်တပ်တဲ့အင်အားအဆမတန်များပြားသွားမှာမို့ဒါကိုနပိုလီယံအနေနဲ့မဖြစ်မနေတားဆီးဖို့လိုအပ်နေပါတယ်။ဒါကြောင့်နပိုလီယံဟာရန်သူတပ်ဖွဲ့2ဖွဲ့သလုံးကိုတည်င်းမောင်ချထားပြီးတော့တီးခြားစီဖြစ်နေစေဖို့အတွက်လှည့်စားခြင်းနဲ့လျင်မြန်တဲ့စစ်စင်ရေးလှုပ်ရှားမှုရဲ့အပေါ်ကိုအခြေခံတဲ့ဗျူဟာတစ်ခုကိုစဉ်းစားခဲ့ရပါတယ်။ဩစတြေးလျတပ်တွေကပြင်သစ်တပ်တွေဂျီနိုဝါဘက်ကိုစစ်ချီလာလိမ့်မယ်လို့တွက်ဆထားတာကိုနပိုလီယံကသိပါတယ်။ဒါကြောင့်သူဟာအဲဒီဘက်ကိုဟန်ပြတိုက်ခိုက်မှုတွေလုပ်ဖို့အမိန့်ပေးခဲ့ပြီးမဟာမိတ်တပ်တွေရဲ့အာယုံကိုအရှေ့ဘက်စီကိုဆွဲခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့သူဟာသူ့ရဲ့အဓိကစစ်ရင်အားစုကြီးကိုအနောက်ဘက်မှာတိတ်တဆိတ်စုယုံထားခဲ့တာပါမဟာမိတ်တပ်တွေရဲ့ကြားထဲမှာတောင်ကြားလန်းကိုသိမ့်ပိုက်နိုင်ရင်ရန်သူတွေဟာတစ်ဖွဲ့နဲ့တစ်ဖွဲ့အပြန်အလှန်စစ်ကူမပေးနိုင်တော့ဘူးဆိုတာကိုသူကောင်းကောင်းကြီးနားလည်ထားပါတယ်1986ခုနှစ်ဧပြီလ17ရက်နေ့မှာတော့နပိုလီယံဟာမော်ဒီနော့တိုက်ပွဲမှာဩစတြေးလျတပ်တွေကိုအငိုက်ဖမ်းပြီးတော့တိုက်ခိုက်နိုင်ခဲ့ပါတယ်အဲဒီနောက်အောင်မွေးရပြီးရန်သူတပ်စခန်းတွေကိုချေမှုန်းနိုင်ခဲ့ပြီးတဲ့နောက်သူဟာစစ်ရှိန်ကိုမလျှော်ဘဲနဲ့အဓိကထိုးစစ်2ခုနဲ့အရှိန်ဟုန်ပြင်းပြင်းဆက်လက်ချီတက်ခဲ့ပြီးဧပြီလ14ရက်နဲ့15ရက်နေ့တွေမှာမီလီစီမိုကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်ဒီအချိန်မှာတော့နပိုလီယံရဲ့ရည်ရွယ်ချက်ဟာဂျီနိုဝါကိုသိမ်းဖို့မဟုတ်ဘဲနဲ့မဟာမိတ်တပ်တွေကိုနှစ်ချမ်းကွဲပြီးတော့တပွဲချင်းစီကိုအပြတ်တိုက်နိုင်ဖို့ဆိုတာကိုအားလုံးအတွက်ရှင်းလင်းသွားခဲ့ပါတယ်အဲဒီနောက်ပိုင်းဧပြီလ16ရက်နေ့ကိုရောက်တဲ့အခါမှာတော့ဩစတြေးလျတပ်တွေကအာကွီမှာပြန်လည်စုစည်းခဲ့ကြပြီမဲ့နပိုလီယံရဲ့စစ်ကွက်ကအသာစီးရသွားပြီဖြစ်တဲ့အတွက်သူတို့ကအလက်ဇန်ဒရီးယားဘက်ကိုစုခွာဖို့ဆုံးဖြတ်ခဲ့ကြပြီးပီမော့တက်ကိုဘာစစ်ကူမှမပေးနိုင်တော့ပါဘူး။တစ်ဖက်မှာလည်းပီမော့တက်တွေဟာဘော်မီတာမြေကမ်းတစ်လျှောက်မှာအလူရကာကွယ်ရေးတွေပြင်ဆင်မှုစူးစမ်းနေခဲ့ကြပြီမဲ့နပိုလီယံဟာသူတို့ကိုအခက်တက်ကောင်းကောင်းစောက်ဖို့ကိုတော့အချိန်မပေးခဲ့ဘူးဗျ။ပီမော့တက်တွေဟာမြေကိုယ်တော်မဖျက်ရသေးခင်ပါပဲ။နပိုလီယံရဲ့ပြည်သစ်တပ်တွေကဝိုင်းဝန်းပိတ်ဆို့ထားမိပြီးဖြစ်နေပါပြီ။အခုလိုမျိုးနပိုလီယံရဲ့ဘေးပပတ်လေကနေညှက်တိုက်တဲ့စစ်စင်ကြီးဟာအလွန်လီမြန်ပြီးတော့ပြတ်သားလုံးတာကြောင့်ထိုးကြုံထက်မြက်ပြီးလေးစားခြင်းခံရတဲ့ပီမော့ဗိုလ်ချုပ်ဒရိုင်စင်တော်လုံးဝအငိုက်မိသွားပြီးတော့ဒီရုံးရင်ဆန်ကတ်မှုတွေမှာပဲကြာဆုံးသွားခဲ့ရပါတယ်ဒီလိုနဲ့ဧပြီလ21ရက်နေ့ကိုရောက်တဲ့အခါမှာတော့ပီမော့တပ်မတော်ဟာလုံးဝအုပ်တုံကိုပျက်စီးသွားခဲ့ရပါပြီရန်သူကိုလမ်းလွဲပစ်ခြင်းလျှင်မြန်ပြတ်သွားစွာတိုက်ခိုက်ခြင်းနဲ့မိမိရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်ကိုဖုံးကွယ်ဖို့လှည့်သားခြင်းစတဲ့စစ်စင်ရေးအစီအစဉ်တွေဟာနပိုလီယံရဲ့စစ်ပညာအမှတ်အသားတွေဖြစ်လာခဲ့ပါတယ်အောင်မြင်ခဲ့တဲ့မိုတီနိုစစ်စင်ရေးကြောင့်နပိုလီယံမိမိရဲ့စစ်သည်တော်တွေရောရန်သူတွေစီကပါကြီးမားတဲ့ရိုသေလေးစားမှုကိုရရှိခဲ့ပါတယ်ဒီလိုနဲ့ဒီဖြစ်ရကြီးပြီးလို့စနေခန့်အကြာ1805ခုနှစ်စောင်းဦးရာသီမှာတော့ဥရောပဆင်မီပြန်တောက်လာခဲ့ပြီးတော့နပိုလီယံကလည်းအရင်ကတည်းကပုံမအင်အားတောင်တင်းနေခဲ့ပါပြီ။ဩစတြေးလျ၊ရုရှားနဲ့ဗြိတိန်တို့ပူးပေါင်းထားတဲ့တတိယမြောက်မဟာမိတ်အဖွဲ့ဟာအသစ်ဆက်ဆက်ပေါ်ပေါက်လာခဲ့ပါတယ်။သူတို့မှရည်မှန်းချက်တစ်ခုပဲရှိပါတယ်။
ဒါကတော့နပိုလီယန်အသစ်တီထောင်ထားတဲ့အင်ပါယာကြီးကိုဖြိုချဖို့ပါဩစတြေးလျဟာရုရှားတပ်စစ်ကူတွေမရောက်လာခင်မှာအရင်ဦးအောင်တိုက်ခိုက်ချင်ခဲ့တဲ့အတွက်ဗိုလ်ချုပ်ကာမယ်ရဲ့ကိုကဲမှုအောက်မှာတပ်တွေကိုဘာဗီးရီးယားတွေကိုစစ်ချီစေခဲ့ပြီးပြင်သစ်ရဲ့မဟာမိတ်တွေကိုချိန်ချောက်ဖို့နဲ့နပိုလီယန်ရဲ့စစ်ဗျူဟာအခြေအနေကိုဖျို့ဖျဲဖြစ်အောင်လုပ်ဖို့မျှော်လင့်ခဲ့ပါတယ်ဒါပေမဲ့နပိုလီယန်ဟာမဟာမိတ်တွေရဲ့အစီအစဉ်ကိုကြိုသိနေခဲ့ပြီးတော့ဘိုလိုမှာရှိတဲ့သူ့ရဲ့အကောင်းဆုံးလေ့ကျင့်ထားတဲ့စီးလုံးမှုအရှိဆုံးဖြစ်တဲ့ Grand Army စစ်တပ်ကြီးကိုအလင်းအမြန်စုစည်းခဲ့ပါတယ်မူလကတော့ဒီစစ်တပ်ကြီးကအင်္ဂလန်ကိုကျူးကျော်ဖို့ဖွဲ့စည်းထားတဲ့စစ်တပ်ကြီးဖြစ်ပေမဲ့အခုတော့အန်ဝတ်စရာကောင်းတဲ့ပြက်လက်မှုနဲ့အတူအုံမြို့ရှိရာအရှိတ်ဘက်ကိုဦးတည်ပြောင်းသွားခဲ့ပါပြီဗိုလ်ချုပ်မတ်ကတော့သူကအုံမြို့ကိုခံတပ်ပြင်ဆင်ဖို့အချိန်ရသေးတယ်အရှိတ်ဘက်ကရုရှားစစ်ကူတွေကိုစောင့်နေလို့ရတယ်လို့တွက်ထားတာပါဒါပေမဲ့သူကြိုတင်တွက်ဆမှာထားမိတာကတော့ပြင်သစ်တွေရဲ့မယုံနိုင်စရာကောင်းလောက်အောင်မြန်ဆန်တဲ့အရှိန်နှုန်းနဲ့စီးကျညီညီပူးပေါင်းလှုပ်ရှားမှုပဲဖြစ်ပါတယ်နပိုလီယန်ဟာနောက်ဘက်ကနေဓာတ်ရိုက်မတိုက်ခိုက်ဘဲနဲ့ညာဘက်ကနေအကြီးကျယ်ဝိုင်းပစ်တဲ့စစ်ကွက်ကိုအသုံးပြုပြီးတော့မက်ရတပ်တွေရှိရာမြောက်ဘက်နဲ့အရှေ့ဘက်ကနေဝိုင်းဝန်းပိတ်ဆို့လိုက်တဲ့အတွက်ဩစတြေးလျတပ်တွေအားလုံးကိုတိုက်ပွဲကြီးကြီးမားမားတော့မလုပ်လိုက်ရဘဲနဲ့ဝိုင်းထားလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်မတ်တရောင်မိမိကိုဘလောက်အန္တရာယ်ကြီးတဲ့အခြေအနေတွေကိုရောက်နေလဲဆိုတာကိုသတိမပြုမိခင်မှာပဲပြည်သက်တပ်တွေဟာသူ့ရဲ့နောက်ကျောဘက်ဒမ်နုမြစ်ကိုစတင်ကူးဖြတ်နေပါပြီ။ဒါပေမဲ့မြစ်ကူးဖို့ရန်အနေငယ်ကြာမှဖြစ်လို့နပိုလီယန်ဟာဒါကိုဖုံးကွယ်ထားဖို့ဩစတြေးလျတပ်တွေကိုအလုရှုံနေအောင်လုပ်ဖို့နီးလန်းရှာရပါတယ်။ဒါကိုအောင်မြင်ဖို့အတွက်နပိုလီယန်ဟာအနောက်ဘက်ကနေအပြင်းထန်မြစ်တပ်ထိုးစစ်တွေဆင်ဖို့အမိန့်ပေးခဲ့ပြီးတော့ဒါဟာရှီတန်းကနေအလုံးအင်းနဲ့စစ်မျက်နှာဖွင့်ပြီးတော့တိုက်တော့မယ်အသွင်ထင်အောင်ထင်မှားဖြစ်စေခဲ့ပါတယ်။ပြည်သက်မြစ်တပ်ကနပိုလီယန်ရဲ့အစီအစဉ်မှန်ကိုဖုံးကွယ်ပေးထားတဲ့အချိန်မှာပဲနပိုလီယန်ဟာအုံမြို့ကနေထွက်သမျှလမ်းကြောင်းတိုင်းကိုပိတ်ဆို့ဖို့အမိန့်ထုတ်လိုက်ပြီးတော့မက်ရတပ်တွေစုပ်ခွာခွင့်ရောစစ်ကူခွင့်မှာမရရှိအောင်တေချောင်လုပ်ခဲ့ပါတယ်ဒီလိုနဲ့ရေးပါတဲ့လမ်းကြောင်းအလုံးကိုပိတ်သိမ်းလိုက်ပြီးတဲ့နောက်မှာတော့နပိုလီယန်ဟာအဓိကကျတဲ့အချင်းခံခံတပ်ကိုတိုက်ခိုက်ဖို့အမိန့်ပေးခဲ့ပြီးမြောက်ဘက်ကဝိုင်းရံပိတ်ဆို့မှုကိုလုံးဝချောတက်လိုက်တဲ့ဒီအဆုံးဖြတ်တိုက်ပွဲမှာအောင်ပွဲတွေရရှိခဲ့ပါတယ်အခုတော့ရှေ့တန်းကနေတိုက်စစ်လာမှာမဟုတ်တော့ဘူးဆိုတာကိုမက်အတွက်ရှင်းရှင်းလင်းလင်းသိသွားခဲ့ပါပြီအဲ့ဒီအစားနပိုလီယန်ဟာသူ့ရဲ့ Grand Army စစ်တပ်ကြီးတစ်ခုလုံးကိုမိမိရဲ့နောက်ကျောဘက်ကနေပုံပေါ်အသာစီးရတဲ့နေရာမှာနေရာချထားပြီးပြီဆိုတာကိုသူသဘောပေါက်သွားခဲ့ပါတယ်။မတ်ဟာဒီစစ်ဝိုင်းကြီးကနေဖောက်ထွက်ဖို့မျှော်လင့်ချက်မဲ့စွာစူးစမ်းခဲ့သေးပေမဲ့လည်းပြင်းတဲ့တပ်တွေရဲ့ခံစစ်ကြောင့်ချိန်မုံချင်းကိုပဲခံခဲ့ရပါတယ်။ဒီလိုနဲ့ရိတ်ခါတွေနေပါလာပြီးစိတ်တပ်တွေကျဆင်းလာတာကြောင့်မတ်ဟာအုံခံတပ်ကိုပြန်လည်ဆုတ်ခွာခဲ့ရပြီးတော့ရုရှားတပ်တွေရဲ့တံပြန်တိုက်စစ်ကိုပဲမျှော်လင့်ချက်မဲ့စွာစောင့်မျှော်နေခဲ့ပါတော့တယ်။ဒါပေမဲ့ရုရှားတပ်တွေကမိုင်ပေါင်း160ခွာမှာရှိနေပြီးဆက်သွယ်ရေးလမ်းကြောင်းတွေလည်းအားလုံးပြတ်တောက်နေခဲ့ပါပြီ။ဒီချိန်မှာသူ့ရဲ့ကံကြမ္မာကတော့ဆုံးဖြတ်ပြီးသားဖြစ်သွားခဲ့ပါပြီ။ဒီလိုနဲ့အော်တိုဘာလ19ရက်နေ့မှာတော့နပိုလီယန်ဟာလက်နက်ချဖို့တောင်းဆိုတဲ့စစ်တမန်ကိုဆေးလုပ်ခဲ့ပါတယ်။မတ်ဟာမိမိရဲ့မျှော်လင့်ချက်မရှိတော့တဲ့အခြေအနေကိုလက်ခံလိုက်ရပြီးတော့သူ့ရဲ့အကောင်းဆုံးစစ်သည်အင်အား3000နဲ့အတူလက်နက်ခဲယမ်းအားလုံးကိုအနှံကလက်နက်ချခဲ့ပါတယ်။မတ်ဟာတခြားချိန်တွေမှာဆိုရင်တော့ဂုံတိတ်ခါရှိပြီးလူတိုင်းလေးစားရတဲ့ဗိုလ်ချုပ်တအုပ်ဖြစ်ခဲ့ပေမဲ့လည်းလက်နက်ချပြီးတဲ့နောက်နပိုလီယန်နဲ့တွေ့ဆုံချိန်မှာတော့လှောင်ပြောင်ခြင်းတွေကိုသာခံခဲ့ရပါတယ်။နပိုလီယန်ကနောက်ပိုင်းမှာမက်ရဲ့ရုပ်ရည်ဟာကဘာကြီးတစ်ခုလုံးသူ့ပေါ်ပြိုကျပျက်စီးသွားတာကိုမြင်လိုက်ရတဲ့လူတစ်ယောက်ရဲ့မျက်နှာမျိုးဖြစ်နေတယ်လို့တောင်မှမှတ်ချက်ပေးခဲ့တယ်လို့ဆိုပါတယ်။အုံမြို့မှာမက်ရဲ့ဩစတြေးလျတပ်မတော်လက်နက်ချပြီးတဲ့နောက်နပိုလီယန်ဟာဗိုလ်ချုပ်တူကူဆော့ကိုကဲတဲ့ရုရှားတပ်မတော်ကိုနောက်ရောက်ခံလိုက်ဖို့အရှေ့ဘက်ကိုဦးတည်ခဲ့ပါတယ်။ဒီလိုနဲ့1805ခုနှစ်နိုဝင်ဘာလ12ရက်နေ့မှာတော့နပိုလီယန်ဟာဗီယက်နာမြို့ရဲကိုဘာအတားအဆီးမှမရှိဘဲနဲ့ချီတက်ဝင်ရောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူရောက်သွားတဲ့အချိန်ဟာစောင်းရသည့်ရောက်ခံနီးနေပြီးတော့သူ့ရဲ့တပ်တွေဟာလည်းရန်သူနယ်မြေတွေကိုအလွန်နှံဆိုင်စွာဝင်ရောက်နေရတဲ့အတွက်နပိုလီယန်ဒီစစ်စင်ရေးကိုအပြည့်တက်ဖို့ခေမြန်ပြီးဆုံးဖြတ်ပေးနိုင်မဲ့တိုက်ပွဲကြီးတစ်ခုကိုလိုအပ်နေပါတယ်။သူလိုချင်နေတဲ့ဒီခွင့်ရေးဟာမိုရီဘီယာကအော်စတြာလစ်မြို့လေးအနီးမှာပေါ်ပေါက်လာခဲ့ပါတယ်။မဟာမိတ်တပ်တွေကတော့သူတို့ရဲ့အင်အားတာလွန်မှုအပေါ်ယုံကြည်မှုအပြည့်ရှိနေကြပါတယ်။ဒါပေမဲ့သူတို့မသိတာကတော့နပိုလီယန်ဟာလွန်ခဲ့တဲ့ရက်ပိုင်းကလေးကအဲ့ဒီမြေပြင်အနေထားကိုသူကိုယ်တိုင်လာရောက်ပြီးတော့စီစစ်ခဲ့ပြီးနောင်ရာစုနှစ်ပေါင်းများစွာထိလူပြောများမဲ့ပြောင်မြောက်လာတဲ့စစ်ဗျူဟာတစ်ခုကိုကြိုတင်ရေးဆွဲခဲ့ပြီးဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့နေ့ဟာတောင်ကုန်းတွေနဲ့ရှိုးမြောင်တွေပေါ်မှာစီးနှင်းတွေမြူတွေထူထူထပ်ထပ်ဖုံးလွှမ်းနေတဲ့မှောင်မိုက်တွေနဲ့နေ့တစ်နေ့ဖြစ်နေတာကြောင့်အသက်28နှစ်အရွယ်သားရှိသေးပြီးတော့ကိုယုံကြည်မှုလွန်ကဲနေတဲ့ရုရှားစာဘီရင်အလက်ဇန်ဒါလိုခေါင်းဆောင်မျိုးအတွက်ခွင့်မလွတ်နိုင်စရာအမားကြီးတွေကိုကျိုးလွန်မိဖို့ပိုလို့တောင်မှလွယ်ကူသွားစေခဲ့ပါတယ်။နပိုလီယန်စစ်သူကြီးဓာဖို့ကိုကဲတဲ့သူ့ရဲ့ညာဘက်စစ်တောင်ပန်းကိုတမင်သက်သက်လူအင်အားနည်းနည်းပဲထားရှိခဲ့ပြီးတော့တိုက်ပွဲမြေပြင်နဲ့အလဲဘိုးမှာရှိတဲ့စစ်ဗျူဟာအရအလွန်ရေးပါတဲ့ပရက်ဆန်တောင်ကုန်းမြင့်တွေကိုတောင်စွန့်လွတ်ပေးခဲ့ပြီးတော့မဟာမိတ်တပ်တွေကိုအဲ့ဒီနေရာကိုလာရောက်သိမ်းပိုက်ဖို့ကိုဖ
ဖိတ်ခေါ်ခဲ့ပါတယ်။ဒါကလုံးဝကိုသူ့ရဲ့ကောက်ကျစ်ဆင်းလဲလာတဲ့အကွက်ချမှုတွေကအစိပ်ပိုင်းတစ်ခုပါ။ပရက်ဆန်တောင်ကုန်းမြစ်တွေကိုသိမ်းပိုက်ပြီးတာနဲ့မဟာမိတ်တပ်တွေရဲ့အစီအစဉ်ကတော့သူတို့ရဲ့အဓိကစစ်ရင်အားကိုတုံးပြီးပြည်သစ်တပ်ရဲ့ညာဘက်စစ်တောင်ပံကိုထိုးပေါက်တိုက်ခိုက်ပြီးနောက်ဆုတ်သွားအောင်တွန်းပို့ပြီးမှနပိုလီယံရဲ့ကြံရှိနေတဲ့စစ်တပ်တစ်ခုလုံးကိုဝိုင်းရံပိတ်ဆို့ဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့မသိလိုက်တာကတော့ဒီအချက်ဟာနပိုလီယံကသူတို့ကိုအတိအကျလှုပ်စေခြင်းခဲ့တဲ့အကွက်ပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့အဲဒီလိုလှုပ်လိုက်ရင်သူတို့ရဲ့စစ်မျက်နှာအလဲပေါ်ဟိုဟာအကာအကွယ်မဲသွားပြီးတော့ပြည်သစ်တပ်တွေရဲ့အလုံးအရင်းနဲ့တိုက်ခိုက်မှုကိုခံရတော့မှာပါ။အဲဒီနေ့တုန်းကမြူရီယာထူထန်လွန်းတာကြောင့်မဟာမိတ်တပ်တွေကနပိုလီယံရဲ့တပ်ဖြန့်ထားပုံအစစ်မှန်ကိုလုံးဝမရိပ်မိခဲ့ကြပါဘူး။ဘာပဲဖြစ်ဖြစ်သူတို့ဟာမနေ့9နာရီဝန်းကျင်မှာဩစတြေးလျနဲ့ရုရှားတပ်တွေပူးပေါင်းပြီးပြည်သစ်တပ်ရဲ့ညာဘက်ချမ်းစီကိုအပြည့်အဝစတင်ထိုးစစ်ဆင်ခဲ့ပါတယ်။ဒါပေမဲ့လည်းတိုက်ပွဲတွေကြုံရှိလုံးတဲ့ပြည်သစ်တပ်တွေဟာဆိုကိုနစ်ရွာဒီမှာအကျိတ်နဲ့ကြံ့ကြံ့ခံကာကွယ်ခဲ့ကြပါတယ်။မဟာမိတ်တွေဘက်ကအလွယ်တကူထိုးပေါက်နိုင်လိမ့်မယ်လို့ထင်ထားခဲ့တဲ့နေရာကိုဒါပူရဲ့တတိယတပ်မဟာကစစ်ကူဖြစ်ရောက်ရှိလာပြီးရန်သူထိုးစစ်ကိုအပြည့်တန်ဟန်ထားလိုက်တဲ့အခါမှာတော့မဟာမိတ်တွေအတွက်အခြေအနေကပို့ပြီးတော့ရှုပ်ထွေးသွားခဲ့ရပါတယ်။ဆိုကိုနစ်မှာတိုက်ပွဲတွေပိတ်မိနေပြီးရန်သူရဲ့အလဲပေါ်ကိုစစ်မျက်နှာအားနဲ့သွားချိန်မှာတော့နပိုလီယံဟာသူ့ရဲ့ထောင်ချောက်ကိုစတင်လိုက်ပါပြီ။ပြည်သစ်တပ်တွေကမြူထူရီဂျားတွေကနေရုတ်တရက်ရုံးထွက်လာပြီးတော့တောင်ကုန်းမြင့်တွေပေါ်ကိုအရှိန်ဟုန်နဲ့တက်လာခဲ့ကြပါတယ်။အဲဒီနောက်ပိုင်းမှာတော့တိုက်ပွဲဟာချက်ချင်းသူတို့ပြင်းထန်ပြီးတော့ဖျို့ဖျဲဖြစ်သွားကအပြန်လည်လုံးတွဲတပ်ပုတ်တဲ့အဆင့်ထိကိုရောက်သွားခဲ့ရပါတယ်။ဒါပေမဲ့လည်းအင်အားကြီးမမျှအောင်တာလွန်မှုတွေကြောင့်ပြည်သစ်တပ်တွေဟာမနေ့7 နာရီမှာပဲတောင်ကုန်းမြင့်တွေကိုအပိုင်သိမ်းနိုင်ခဲ့ပြီးတော့မဟာမိတ်တပ်မတော်ကြီးကိုနှစ်ချမ်းခွဲပစ်နိုင်ခဲ့ပါတယ်။ပြီးတော့တစ်ချိန်တည်းမှာပဲမြောက်ဘက်ကပြင်သစ်တပ်တွေကလည်းမဟာမိတ်တွေကိုနောက်ပြန်ဆုတ်သွားအောင်မြင်စွာတွန်းပို့နိုင်ခဲ့တဲ့အတွက်ကြောင့်နပိုလီယံဟာအလဲပိုကသူ့ရဲ့တပ်တွေကိုတုံးပြီးတော့ဆိုကိုနစ်မှာပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေရဆဲဖြစ်တဲ့မဟာမိတ်တပ်အများစုကိုဝိုင်းညက်ပြီးတော့ချေမှုန်းနိုင်ခဲ့ပါတယ်။အခုတော့ပြင်သစ်တပ်မှကြီးတွေနဲ့ရေခဲနေတဲ့ရေကန်တွေရဲ့ကြားထဲမှာပိတ်မိသွားတဲ့မဟာမိတ်စစ်သည်အများပြားဟာရေခဲပြင်ပေါ်ကနေထွက်ပြေးဖို့မျှော်လင့်ချက်မဲ့စွာနဲ့စူးစမ်းခဲ့ကြရပါတယ်။ဒါပေမဲ့လည်းရာအလုံးကိုအကွက်ချထားတဲ့အတွက်ကြောင့်ပရက်ဆန်တောင်ကုန်းတွေပေါ်မှာရှိတဲ့ပြင်သစ်အမြောက်တပ်တွေကစတင်ပစ်ခတ်ပါတော့တယ်။ဒီနောက်ပိုင်းမှာတော့နပိုလီယံရဲ့စစ်သည်ထုတ်ပြန်ချက်တွေအရရေခဲပေးကြီးတစ်ခုလုံးကွဲအပ်သွားပြီးလူပေါင်းထောင်ကြီးဟာရင်းနဲ့တေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ဒါဟာဝါဒဖြန့်ဖို့အတွက်ခြေကားပြောဆိုခဲ့တာဖြစ်နိုင်ပေမဲ့လည်းဒီတိုက်ပွဲရဲ့အငင်းပွားဖွယ်ရာမရှိတဲ့ပြင်းထန်လာတဲ့ရှုံးနိမ့်မှုကိုတော့ကောင်းကောင်းကြီးပုံဖော်ပြသနေပါတယ်။ဒီတိုက်ပွဲကြီးပြီးမှာတော့ဩစတြေးလျဟာချက်ချင်းပဲစစ်ပြေငြိမ်းဖို့တောင်းဆိုခဲ့ပြီးတော့ Press Bar စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။တစ်ဖက်မှာလည်းရုရှားဟာဒီပဋိပက္ခကနေလုံးဝကိုဆုတ်ခွာသွားခဲ့ပြီးတတိယမြောက်မဟာမိတ်အဖွဲ့ကြီးလည်းပြိုကွဲသွားခဲ့ရပါတယ်။ဒီလိုနဲ့နပိုလီယံခေတ်သစ်စစ်သမိုင်းမှာအကြောက်ရွံ့ရဆုံးနဲ့အလေးစားရဆုံးစစ်တင်နာပလီတအုပ်အဖြစ်ကမ္ဘာတည်ရဲ့သမိုင်းတွင်ကြံရစ်ခဲ့ပါတော့တယ်။အဆုံးထိကြည့်ရှုပေးမှုအတွက်ကျေးဇူးအထူးပဲတင်ပါတယ်ဗျ။မိတ်ဆွေကိုယ်တိုင်ကရောနပိုလီယံရဲ့စစ်ရေးလက်ကွက်တီထဲမှာဘယ်အချက်ကိုအကြိုက်ဆုံးလဲဗျ။ပြီးတော့ကျွန်တော်ရဲ့ channel မှာစစ်ရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုအကြောင်းအရာတွေကိုတင်ဆက်ပေးစီခြင်းလဲခင်ဗျ။မိတ်ဆွေရဲ့ထင်မြင်ယူဆချက်တွေကို comment မှာမှန်းခဲ့ပေးပါအောင်။ကျွန်တော်တို့နောက်တစ်ပုတ်မှာအခုထက်ကောင်းတဲ့စစ်ရေးဘူးတူတာတွေနဲ့ပြန်လည်ဆုံတွေ့ပါမယ်။အားလုံးပဲရှင်နှမ်းချမ်းမြေ့ကြပါစေခင်ဗျ။